ကိုကြီးကားကြောင်ရှင်းပြမယ်တောင်တန်းဆင်းတဲ့အခါ brake ပြတ်သွားတယ်ဆိုတဲ့သတင်းတွေကြားဘူးလားဒါက brake fade brake အားပြတ်ခြင်းပါအကြောင်းရင်းက brake စီအိုနေလို့ပါကားကိုကြီးရဲ့9မိနစ် brake စီစစ်နည်းကိုလေ့လာပါ brake စီ brake fluid ဆိုတာပါလဲ brake စီကမဖြစ်နိုင်တဲ့အရေးပါသင်ခြေထောက်အားကိုဘီးတွေစီရောက်အောင်လွှဲပေးတယ်ဘာလို့အိုလာတာလဲ brake စီက hygroscopic လေထဲကရေငွေ့ကိုစုပ်ယူတယ်ရေပါလာရင်စူမှတ်ကျသွားတယ် brake ပြင်းပြင်းနေရင်အပူချိန်200 degree Celsius ထိတက်တယ် CO ရင်ရေကအရင်စူပြီးရေနွေးငွေ့ဖြစ်သွားတယ်ရေနွေးငွေ့ကညှစ်လို့ရတယ်ဒါကြောင့် brake နင်းရင်ကားမရပ်တော့ဘူးအဆင့်1 brake စီအဆင့်စစ်ပါ level check brake fluid reservoir ကိုရှာပါ min နဲ့ max ကြားမှာရှိရမယ် min အောက်ကျနေရင်စီးဖြေပါဒါပေမဲ့ဘာလို့နီးသွားတာလဲအကြောင်းရင်းရှာပါအဆင့်2 brake စီအယောင်စစ်ပါ color check အကြီးအဝါဖြော့ဖြော့ကောင်းတယ်အဖြူနို့နို့ရေပါနေတယ်ချက်ချင်းလဲပါအန်ဒီရများတယ်အညိုအနက်ရောင်အိုနေပြီအစ်စ်လဲပါ brake စီကိုနှစ်တစ်ကြိမ်ပုံမှန်လဲပါဈေးသိမ်မများဘူးအယောင်ပြောင်းနေရင်ချက်ချင်းလဲပါမလဲပဲထားရင် brake လုံးဝမမိနိုင်ဘူးအသက်အန်ဒီရရှိတယ် brake စီလေးကိုဂယုစိုက်ပါကို့အသက်ကိုကိုကာကွယ်တာပါနေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့အတူလေ့လာပြီးတငယ်ချင်းတွေချားမှာကားဆရာကြီးဖြစ်လိုက်ပါ